မနေ့ကတော့ကျွန်တော်တို့အမေရိကန်နိုင်ငံအစိုးရအနေနဲ့မြန်မာနိုင်ငံကိုပေးထားတယ်ပေါ့နော် TPS အစင်တန်းကနေပြီးတော့ဒါရုပ်သိမ်းပြီးအမေရိကန်နိုင်ငံထဲမှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုမြန်မာနိုင်ငံကိုပြန်ဖို့အတွက်ဒါပြောဆိုခဲ့တာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်မနေ့ကထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်ဒီကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာနိုင်ကြောင်းနဲ့မဲပေးနိုင်ကြောင်းပြောခဲ့တာရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အမျိုးသားကာကွယ်နဲ့လုံခြုံရေးကောင်စီအနေနဲ့မကြာမီကျင်းပတော့မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့မဲဆန္ဒရှင်ပြည်သူအလုံးလွတ်လပ်မျှတစွာဆန္ဒမဲပေးနိုင်ရေးအတွက်ရာဇသတိပုံမှန်905ကာကြီးနဲ့တရားစွဲဆိုခံထားတဲ့လူတွေအဲ့ဒီ905ကာကြီးနဲ့တရားစွဲဆိုခံရပြီးထွက်ပြေးသိမ်းရှောင်နေတဲ့အတွက်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်912နဲ့တရားစွဲဆိုခံထားတဲ့လူတွေကိုကြားနာနေစေအမှုများကိုပိတ်သိမ်းပြီးတရားခံများကိုအမှုမှလွတ်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်429နဲ့အညီအမိန့်ထုတ်ပြန်သွားဖို့ရှိပါတယ်ဒီနေ့ထုတ်ပြန်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပြည်ထောင်လွန်ငင်းခွင့်အမိန့်ဖြစ်ပါတယ်ပြည်ထောင်လွန်ငင်းခွင့်အမိန့်မှာလည်းရာဇကြီးပုံမှန်905ကအရပြစ်မှုထင်ရှားစီရင်ခံရပြီးအကျဉ်းထောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးမှာပြည်ထောင်ကြခံနေတဲ့အကျဉ်းသားအကျဉ်းသူတွေကိုခံဝင်တဲ့ကျွန်တော်ပြည်ထောင်များပေါ်ရှော့ပေါ်ပြီးပြည်ထောင်မှလွတ်ငင်းချမ်းသာခွင့်ပြုပေးမှာဖြစ်ပါတယ်ဒါကိုဒီနေ့မှာပဲမကြာမီထုတ်ပြန်ဖို့ရှိမှာဖြစ်ကြောင်းသတင်းပေးလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်